အားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ဗာလဲဆိုလို့ရှိရင် Photoshop မှာကျွန်တော်တို့ဓာတ်ပုံတွေကိုစိုက်ဖြတ်တာပေါ့နော်အဲ့တော့ဓာတ်ပုံတွေကိုစိုက်ဖြတ်တဲ့အခါမှာဓာတ်ပုံစိုက်တွေကအမျိုးမျိုးရှိပါတယ်နော်ကျွန်တော်တို့ဘယ်စိုက်ကနေစပြောမလဲဆိုရင်ဥပမာပေါ့ထားပါတော့4အမြောက်6ပေါ့နော်အငယ်ဆုံးပေါ့နော်သူ့ရဲ့အောက်မှာလည်းရှိပါသေးတယ်နော်2မြောက်6 2မြောက်4တို့နော်ဒါမို့လဲ2မြောက်3လားဒါမို့လဲ2လားဒါမို့လဲ1လားစသဖြင့်ပေါ့နော်ဒီလိုမျိုး site တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာ4မြောက်6နဲ့စပြီးတော့ပြောပါမယ်နော်အဲ့တော့4မြောက်6ဆိုတာကတော့4လက်မ6လက်မကိုဆိုရဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ကျွန်တော်ဒီမှာဒါလေးနဲ့ပြပြီနော်ဥပမာဆိုလို့ရှိရင်ဒီဓာတ်ပုံဒီကနေပြီးတော့နော်ကျွန်တော်ဒါ fighter လေးတစ်ချက်ဒီကနေပြီးတော့ဒီထီကို6လက်မပေါ့သူက width ပေါ့နော်6လက်မ height ကြတော့4လက်မပေါ့နော်4လက်မဒီလိုပုံမျိုးဆိုလို့ရှိရင်width မှာ6လက်မဖြစ်တဲ့အတွက်စစ်အင်ပေါ့ in ဆိုတာ in ချက်ကိုပြောတာနော်ဟုတ်ပြီနော်အဲ့တော့6လက်မဒီမှာကအမြင့်က4လက်မပေါ့နော်โอเคနောက်တစ်ခုကဲဒီလိုပုံမျိုးကျတော့တောင်ရက်ဖြစ်သွားတာပေါ့နော်တောင်ရက်ဆိုတော့အပေါ်ကိုကျွန်တော်တို့က4လက်မဖြတ်မယ်ဒီလိုအမြင့်ကိုကြတော့6လက်မဖြတ်မယ်ဒါကိုဆိုလိုတာပေါ့နော်ကဲဒါဆိုလို့ရှိရင် Photoshop မှာကျွန်တော်နမူနာလေးနဲ့ဖြတ်ပြမယ်ပေါ့နော်ကဲဒီပုံပေါ့ဒီပုံကိုကျွန်တော်တို့ကဖြတ်မယ်ဆိုလို့ရှိရင်ခုနလိုပေါ့6လက်မ4လက်မ site ဖြတ်မယ်ဆိုရင်ဖြတ်လို့တော့ရပါတယ်ဒါပေမဲ့ပုံအနေထားဘယ်လိုဖြစ်မလဲဆိုတော့ချက်ပြပြီနော်ကဲဒီမှာပြောင်းပြလိုက်မယ်နော်width ကိုကျွန်တော်ကဘယ်လောက်ထားမလဲဆိုတော့6လက်မထားမှာပေါ့ဟုတ်ပြီ6လက်မနော်height ကို4လက်မထားမယ်ပေါ့ okay သူ့ရဲ့ resolution ကိုကြတော့ကျွန်တော်တို့ကဘယ်တော့ဖြစ်ဖြစ်300ပဲထားရမယ်နော်300ထားမယ်ဟုတ်ပြီဒီမှာ in check နော်ခဏလေးပါဒါလေးပြန်ပြလိုက်ပါအောင်နော်6ဒီမှာက4ဟုတ်ပြီနော်တွေ့ရတယ်ဟုတ်โอเคအဲ့ဒါဆိုရင်โอเคနေလိုက်မယ်ဒါဆိုရင်ပုံဒီဘယ်လိုပဲရမယ်ဆိုကျွန်တော်တို့အဲ့လောက်ပဲရမယ်ပြောချင်တာဒီအောက်ပိုင်းမပါတော့တဲ့အနေအထားမျိုးဖြစ်သွားတယ်เนาะအပေါ်ဆိုရင်လည်းအပေါ်ရဲ့ Christmas မပါတဲ့အနေအထားမျိုးဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကခြေထောက်ကပေါအောင်ယူမယ်ဆိုရင်ပုံကဘလို့မှအဆင်မပြေဘူးဒါကြောင့်မလို့ဒီလိုဓာတ်ပုံ site တွေဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဖြတ်လို့မရပါဘူးเนาะကဲနည်းနည်းကျွန်တော်တို့ကဆွဲကြည့်မယ်ဗျာဆွဲကြည့်မယ်ဆိုရင်ဓာတ်ပုံဒီဘက်မှာအဖြူကြီးဖြစ်သွားမယ်တွေ့လားเนาะအဲ့လိုမျိုးမရပါဘူးเนาะဒါဆိုကျွန်တော်တို့ကဘယ် site ကိုသုံးမလဲဘယ် site ကိုသုံးမလဲဆိုတော့ဒီလိုသုံးလို့ရတယ်เนาะကျွန်တော်ဒီမှာပြန်နှိပ်လိုက်မယ်เนาะဒီမှာက width မှာကကျွန်တော်တို့ကဘယ်လောက်ထားမလဲဆို4ထားရပါမယ်เนาะ height မှာကကျွန်တော်တို့ကဘယ်လောက်ထားမလဲဆိုလို့ရှိရင်6ထားရပါမယ်ဒါမှဒီလိုရမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကကိုလိုချင်တဲ့ဒလားလောက်အနေထားလောက်ယူချင်တယ်သူ့ကိုလည်းအပေါ်နည်းနည်းလောက်ဆွဲချင်တယ်โอเคဒါမှပုံ site ကအပြည့်ထွက်မှာလीဟုတ်တယ်မလားလူ6လောက်လည်းပါမယ်မျက်နှာလည်းပါမယ်နောက်ကဒီ Christmas အပုံလည်းပါမယ်အဲ့တော့မှသာလင်သူဒီဒါဆိုရင်4လက်မ6လက်မ site ရမှာပေါ့အဲ့တော့ပြောချင်တာကဓာတ်ပုံတောင်ရက်တွေဆိုလို့ရှိရင် width ကိုကျွန်တော်တို့က4ထားရမယ်တကယ်လို့ကိုကကဲဆိုကြပါတော့82 site တွေဖြတ်မယ်ဆိုလို့ရှိရင်လေဟလာအပေါ်ကို8ထားရမယ်เนาะဘေးတောင်ရက်ပေါ့เนาะအမြင့်ပေါ့เนาะ height ကိုကျွန်တော်တို့က12ထားရမယ်ပြောချင်တာအဲ့လိုပေါ့เนาะဒါအဲ့တော့မှပုံကဒီလိုမျိုးလေးရမှာပေါ့ပုံ site ကအဲ့လိုမျိုးလေးရမှာပေါ့ဟုတ်ပြီလားเนาะဒါပုံ site ရဲ့အနေထားကိုပြောတာပေါ့เนาะဒါဒီပုံပေါ့ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဒီပုံလေးတစ်ပုံပြမယ်ဒါကျွန်တော်ဖြတ်လိုက်မယ်ကဲဒီပုံလေးဆိုရင်ဒီမှာကြည့်လိုက်အမြင့်ကိုကြတော့ကျွန်တော်က4ထားပြီးတော့เนาะ height ကိုကြတော့6ထားမယ်ဆိုရင်ပုံကအပြည့်ယူလို့မရအောင်ဖြစ်သွားတယ်အဲ့ဒီခါကြလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုရင် width ကိုကျွန်တော်က6နဲ့ထားရမယ်
height ကိုကြတော့ကျွန်တော်တို့က4ထားပြရမယ်နော်ဒါမှပုံလို့အပြည့်ယူလို့ရမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဓာတ်ပုံအနေထားပေါ်မှာမူတည်ပြီးတော့ကိုကဓာတ်ပုံ site ကိုနော်ဖြတ်တဲ့နေရာမှာဒီနော်တေချာလေးဖြတ်ဖို့လိုပါတယ်ပေါ့နော်ဒီမိဆိုလို့ရှိရင်အဆင်မပြေပါဘူးနော်အားလုံးကျေးဇူးများတင်ပါတယ်ပိုင်းမှာဒါပုံ site ဖြတ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြတာပါနော်အဲ့တော့ပုံ site တွေမှာတော့အများကြီးရှိတယ်နော်ကျေးဇူးတင်ပါတယ်